အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မယန်းသီးငပိကျော်လေးရဲ့ဒီဆုံးကလားဟင်းလေးရဲ့ချက်ပါမယ်မယန်းသီးလေးတွေကိုရေးဆေးပြီးတော့အစီလေးတွေထုတ်ပြီးတော့ပပလှီထားပါတယ်ပစုံကြောင်လေးလည်းထောင်းထားတယ်ကြက်သွန်လေးလည်းပပလှီထားတယ်ငယ်သီးစိမ်းလေးလည်းပြင်ထားတယ်ငပိစိမ်းစားလေးလည်းပြင်ထားပါတယ်ရှင်စီပူလာရင်စနေလေးထည့်ပြီးတော့ကြက်သွန်လေးကိုရင်ကြော်ပါမယ်ကြက်သွန်လေးနည်းနည်းလွန်းလာပြီဆိုရင်တော့စွန်ကြောက်ထောင်းထားတာလေးထည့်ပါတယ်ငွေသီးစိမ်းလေးလည်းထည့်ပါတယ်ရှင်စီတက်နံလေးဝေးလာပြီဆိုရင်တော့လှီထားတဲ့မယန်းသီးလေးတွေထည့်ကြောပါတယ်မယန်းသီးလေးတွေနွန်းသွားပြီဆိုရင်တော့ငပိစိမ်းစားလေးထည့်လိုက်ပါတယ်ရှင်ရတာလေးအတွက်တော့ချုံမုံလေးနည်းနည်းထည့်ပါလေအဆက်အတွက်ရုပ်သီးအကျန်းမှုံလေးတွေထည့်ပါတယ်ရှင်မယန်းသီးငပိကျော်လေးနဲ့ပဲဟင်းလေးနဲ့လည်းလိုက်ဖက်ပါတယ်ရှင်မင်းလေးစားလို့မကောင်းတဲ့အခါမျိုးအလူလေးကြော်စားရင်မယန်းသီးပေါ်တဲ့ရာသီလေးမှာရမ်းစားကောင်းပါတယ်ရှင်ခုဆိုရင်တော့မယန်းသီးငပိကျော်လေးရပါပြီစားကြပါအောင်ရှင်နောက်တစ်မျိုးကတော့ငချောက်လေးနဲ့အသီးရွက်လေးချင်းလေးချက်လိုက်ပါတယ်ငချောက်လေးတွေခုတ်ထစ်ပြီးတော့ရေးစိမ်ထားပါတယ်ရှင်အငံလေးတွေထွက်သွားအောင်ပဲသီးလေးရယ်ပူသီးလေးရယ်ခရမ်းချင်းသီးလေးရယ်ထည့်ချက်ပါမယ်ကျက်သွန်အဖြူနီမရုပ်သီးရောင်တင်မှုံထောင်းထားတာလေးကိုစီတက်ပါတယ်ရှင်စီတက်တဲ့အနံလေးငရုတ်နံလေးမှုေးလာပြီဆိုရင်တော့ဒီစိမ်ထားတဲ့ငချောက်ကလေးတွေထည့်ပါတယ်ချောက်လေးစီတက်တာမွေးလာပြီဆိုရင်တော့ဟင်းချက်ဖို့ပြင်ထားတဲ့အသီးရွက်အိုးတွေကိုငချောက်လေးတွေကိုထည့်လိုက်ပါတယ်ရှင်အသီးရွက်အိုးလေးကိုဖုံးပေးလိုက်ပြီးတော့အသီးလေးတွေနူးတဲ့အထိစောင့်ပါမယ်ရှင်အသီးရွက်တူကြီးမီးလဲပြလိုက်ရော
တစ်ဝက်လောက်ပဲဖြစ်သွားပါတယ်အရသာအနေနဲ့စားနဲ့ချုံမုံလေးတွေထည့်ပါတယ်ငပြားကြီးလည်းနည်းနည်းထည့်ပါတယ်ရှင်နေဦးလေးကိုရင်ထည့်ပါပြီရေတော့ဟင်းဆိုတော့ရေလေးများများထည့်မှာပါကဲတူကြီးပဲအပြည့်ကြီးပဲပေါ့ကြက်ခန့်ကြီးဆိုရင်တော့ခရမ်းကျင်သီးလေးထည့်ပါသေးတယ်ကိုကြီးကတော့အပြည့်ကြီးပါပဲရှင်စားလိုက်တော့လည်းခဏလေးနဲ့ကောင်းသွားတာပါပဲရှင်နောက်ဆုံးပိတ်နည်းနည်းမင်းလေးထည့်ပြီးအုပ်လိုက်တော့ရတာရှိပြီးမှုေးနေတဲ့ဒီရွက်ဟင်းလေးတစ်ခုရပြီပေါ့ရှင်စားကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေနောက်ထပ်လည်းပြန်တွေ့ပါဦးမယ်တတ်တာ